哦，တင်ခါရပိုင်ချင်းနဲ့ဆိုင်ချင်းပိုင်တော်လဲမဆိုင်တော်လဲမပိုင်တင်ခါရဟဲ့လူတင်ញမ်းမှလာပြီးတင်ခါရအကြောင်းတွေပြောမနေနဲ့လှုပ်เสียရှိရလှုပ်ရော့ခမန်းစားဖို့ဓမင်းထုတ်အော်ငါဘွားကလည်းပင်ပန်းလဲလို့ရစားရတော့လဲရှိတာစားရအော်ဘွားမသိခင်လေးတော့ဝဝလင်းလေးကောင်းမွန်လေးစားချင်တယ်ရတာပေါ့ကွာစားချင်တာစားရမှာပေါ့စားရမယ်တော့ဟာဗျာခမရအဲ့မှာဘာထိုင်လို့နေတာလဲကြောက်တပည့်လေးကိုအစာကျွေးနေတာလေဗျာဟာအစာကျွေးဒီဇက်ထိုက်လာလေဘာဟိုခုနမှာသွားနေလာဟမ်ဒါခမရပြီဆိုတော့ကျွန်တော်လည်းမဝင်ရဲဘူးလေဗျာမဟုတ်ဘူးလေခမရကလည်းတင်းရန်ကုန်းမှာပိုင်ဆိုင်မှုဆိုတာမရှိဘူးလေလာပါလာဟုတ်တာပဲကျွန်တော်လည်းခုပဲထမင်းစားမလို့ခမရနေရာလေးကကောင်းတာပဲကျွန်တော်နေရာတော့မဟုတ်ဘူးပေါ့ဗျာအင်ချီယာချီဒီကြမရှိတော့ဒီစရမှာခိုးကတ်နေရတာပေါ့အေးဗျာခမရတတော်ကိုလေးလွင့်နေတာပဲကျုပ်ကိုချင်းစားတယ်ဗျာကိုင်ပြောစမ်းမအောင်ခုနမင်းဘာတွေညှဉ်းညူနေတာလဲကျွန်တော်ကြည့်လေကြော့တနေကုန်ပင်ပန်းလုံနေရတာစားတော့ဒီမှာခေါ်စားလာပြရတဲ့ဟာလေးကျွင်းကြံလေးစားရတယ်ဗျမသိခင်လေးတော့ကောင်းမွန်လေးစားချင်တာပေါ့ဒီမကြည့်ဒါခေါ်စားမဟုတ်ဘူးကျုပ်တပည့်လေးစားဖို့မပြောသည်နော်ကျုပ်ဓာတ်တွေကိုရှာပေးနိုင်တယ်နော်အေးအခုရောသမင်းပဲလားတခြားဘာတွေစားကျင်သေးလဲခောက်ဆွဲကြုံခောက်ဆွဲခောက်ဆွဲလေးများဗျာရတာဗောခောက်ဆွဲရတယ်ဒါနဲ့ခောက်ဆွဲကိုဘာအသားနဲ့စားခြင်းလဲပြောကြက်တာဟုတ်တယ်
ခောက်ဆွဲရရင်တော့ကြည်နေတယ်ဗျာ အေးဟုတ်ပြီစားရမယ်စားရစေးမယ်ဒါနဲ့နေအောင်မင်းသမင်းတို့ကလည်းစားကျင်စရာပဲ อืม ခဏလေးနော် ငှက်မွေးတာလား ဟုတ်တယ်အဖို့မရှိတော့သူ့နဲ့စကားပြောဖို့လောက်ရတော့ဗောဗျာ อืมပါလေဗျမုတ်စားမလားလို့တုတ်လာပြနေ ဒီမှာကြည့်လေဗျာလာလေ ဟာတဲဟုတ်ပါလားဟေးတကယ်ကြီးလားဟာစားမယ်ဟာတကယ်ခောက်ဆွဲကြော်ပဲ အေးသေးသေးချာချာကြည့်နော်ကြက်သားနဲ့နော်မွေးမြူကြက်သားမဟုတ်ဘူးဟေးနေပါဦး ညိုးလေကွာနေစမ်းမအောင်ဒါရရင်မဟုတ်လားဒါကိုတော့ကျုပ်ပေးလိုက်ပါ ဟာ ကျုပ်ပေးပါ မဟုတ်ဘူးလေသူစားမယ်လေခောက်ဆိုကြောဝပါတယ်ကျွန်တော်အများကြီးမစား တူတူတော့ထိုင်စားမှာပေါ့ကွာကဲဒီကိုပေးစမ်းပါဦး ဟာ အေးတော်ပြီမင်းကအဲ့ဒါစားကျုပ်ကဒါပဲစားမယ် မဟုတ်ဘူးလေစားလေဒီမှာနင်းနေခောက်ဆိုကြောလေးနဲ့ရောစားလေ ဟာနေပါစေကျုပ်ကခောက်ဆွဲနဲ့တိတ်မတည့်ဘူးငါးကြော်လေးနဲ့ပဲစားတော့မယ် อืมအစားတော့ကောင်းမစားရတာ တော့ကြာကြီးဗျ ခမရပညာတဲဟုတ်ပါလားခမရကြည့်ရတာမော်ဆရာဖြစ်မယ်ဗျဆေးဆရာရိုးတော့မဟုတ်တော့ဘူးဒီပညာကြောက်ကိုသင်ပေးပါလားอืมနော် ရေတော့မလို့လားရေတော့ချင်လား ရေတော့တောက်ချင်တယ် ရေပဲလား ဟာရပါရေတော့ရပါဗျာနော် ရေပဲ အေးရေပဲ မင်းဘီယာကောမတော့ချင်ဘူးလား တကယ်ပြောရလား ဘီယာ အေးဗျာတောက်မယ်ဘီယာလေးနဲ့ဆိုရင်တော့လူဖြစ်ရကြိုးနှက်ပြီပေါ့ဗျာ လာလေ တကယ်ဟာလော လောက်ပါမင်းပဲတော့ပါ ဘီယာလည်းမတောက်ဘူးပဲ ခင်ဗျာ ရေလည်းမတော့ဘူးဘီယာလည်းမတော့ဘူးရေလည်းမတော့ဘီယာလည်းမတော့ဘူး อืม ဟဲ့လူဘာတွေစဉ်းစားနေတာလဲစားဆက်ရှိတာစားတောက်ဆက်ရှိတာတောက်လေဘာတွေစိတ်ကူးရင်နေတာလဲ တ
ဒီပညာကြောက်တင်ပြီဗျာ ဟမ်မင်းကိုသိမရမလားမင်းတကယ်လို့ချင်တာဟုတ်ရဲ့လား တကယ်လို့ကျွန်တော်ပါဗျာဒီလိုတကယ်တင်ပါကျွန်တော်တကယ်လို့ကျင်တယ်ကျွန်တော်ဘာလုပ်ပေးရမလဲ ဒါဆိုရင်ဒီပညာသင်ဖို့အတွက်မင်းစီကံလိုက်နာရမယ် ဟမ် ပထမဦးဆုံးတော့မင်းတိတ်ခါတမာတိစောက်တည်ရမယ် ဒါရှိပြီလားပါ နောက်ပြီးတော့တရားဝါတွေကိုလည်းမင်းကျင်နာမှုပြရမယ် အခုကျင်တာတော့ပေါ့အခုကျွန်တော်ဒီမှာသူ့ကိုခောက်ဆွတ်ကြော်ကြွေးနေ ဒီလိုမျိုးပေါ့ကွာနောက်ဒီမှာကြည့် ဒါရိုးရိုးတုံးမဟုတ်ဘူး ဩ မော်ဝင်တုံး မဝင်တော့လား အေးမော်ဝင်တုံးဒီတိုင်းလဲသုံးလို့မရဘူး ဟမ် မင်းကိုဂါထာလေးတစ်ခုသင်ပေးမယ်အဲ့ဒီဂါထာလေးကိုဆိုပြီးတော့ဒီမော်ဝင်တုံးနဲ့ဖန်ဆင်းမယ်ဆိုရင်မင်းဖန်ဆင်းကြတာအကုန်ရတယ် ကျွန်တော်အသက်ကြီးပြီဗျာခင်ဗျားဂါရာကြီးအချီးဆိုကျွန်တော်မှတ်မိနေမှာ ဒါတွေစိတ်မပူနဲ့ ဩ တကူတော့ရှိတယ်မင်းကိုငါကအိမ်မွေးချလိုက်ရမယ် ဩ အိမ်မွေးချပြီးလို့မင်းပြန်နိုးလာတဲ့အခါမှာအဲ့ဒီဂါထာကမင်းကောင်းထဲမှာစွဲပြီးကြံခဲ့မယ်မင်းအလွတ်ဆိုလို့ရမယ် ကောင်းတယ်ဗျာဒီဒုက္ခရော ဒီတော့ကိုလည်းမင်းစီမံငါထားခဲ့မယ် တကယ် တကယ်ထားခဲ့ပေးပါ ဟုတ်ဗျာ ပေါ့တကယ်နော် ရတယ် တကယ်မင်းတတ်မဲ့တယ်နော်ဒီဟာကို ပြီးတော့အခြားဘာလုပ်ပေးရအောင်မလဲ ဟာမင်းဘာမှလုပ်ပေးစရာမရှိတော့ဘူး တကယ်နော် တကယ် ရပြီ အဲ့တော့ငါပထမဦးဆုံးမင်းကိုအိမ်မွေးချပြီးတော့ဂါထာကိုမင်းကောင်းတဲ့ထည့်ပေးမယ်ဟုတ်ပြီလားရပြီလား ကျေးဇူးတင်ပါတယ်ဗျာ ဒီတော့ကြည့်ကြည့်ကြတတာရချူဒီတော့ကြည့်အိပ်ပါနင်းနေချိုက်လေးအိပ်ပါမိတ်ဆွေကြီးဥတာတီဒီစာနဲ့ခမ ्या ကိုနှုတ်ဆက်ခဲ့ပါတယ်ခမ ्या နိုးလာတဲ့အခါကျွန်တော်စီကမော်ပညာတွေအားလုံးခ
များစီကိုလွှဲပြောင်းပေးလို့ပြီးသွားပြီဖြစ်ပါမယ်ဒါပေမဲ့ကျွန်တော်ခမားကိုပြောဖို့တခုကြံသေးလို့အခုဒီစာနဲ့ပဲတည်ပေးလိုက်ပါရစေဒီမောပညာကသူတပားအတွက်ဖန်ဆင်းပေးနိုင်ပေမဲ့ကိုကျိုးအတွက်တော့သုံးစားလို့မရဘူးဒါကြောင့်မို့ခောက်ဆွဲတုပ်ကိုစားမရလို့ခေါ်စာသမင်းတုပ်ကိုတောင်းစားခဲ့တာပါကျေးဇူးတင်ပါတယ်နောက်တစ်ခုအတိပေးဖို့ရှိသေးတယ်ဒီပညာကိုခမည်းမလိုချင်တော့တဲ့အခါမှာတခြားသူတယောက်ကတောင်းခံမှုမပြုမချင်းခမည်းဆွန့်လွတ်လို့မရနိုင်ဘူးလိုလာတောင်းခံလာသူရှိမှသာခမည်းဒီပညာကိုဆွန့်လွတ်ပေးလို့ရပါမယ်ကျုပ်စီကဒီမောပညာကိုအခုလိုခမည်းကလိုချင်လို့တောင်းခံလာတာကြောင့်ကျုပ်လွှဲပြောင်းပေးရတယ်လို့ပေါ့ဗျာဒီအတွက်လေထပ်လောင်းကျေးဇူးတင်ပါတယ်စွမ်းဆောင်နိုင်မှုရှိတိုင်းလေကိုယ့်အတွက်ကြိုးဖြစ်မယ်လို့တော့မဆိုတာဘူးပေါ့ဒါကြောင့်မို့ဒီပညာနဲ့ခမည်းတတ်နိုင်တဲ့လောကအကျိုးကိုဆောင်ရွက်ပါလေးစားပြည့်မောဆရာလူအတွက်ဖို့ကျွဲတေခြင်းတရားကတစနီးကပ်လာပြီလို့ခံစားလာရတဲ့တနေ့ဒီမော်ပညာကိုလွှဲပြောင်းပေးဖို့တာတီးဆုံးဖြတ်လိုက်ပါတယ်မော်တကိုးနဲ့အများကျိုးဆောင်နိုင်မဲ့ပုံကိုတယောက်ကတော့ရှိနေအောင်ပါ